အပိုင်းလေးရဲ့အစမှာတော့ချန်ဆန်းတယောက်ဘီယာတောက်ပြီးမှောက်သွားခဲ့တာကြောင့်ကာမီနာလည်းဟိုစတယ်တဲကိုခေါ်သွားခဲ့ပါတယ်။အဲဒီလိုနဲ့အခန်းထဲရောက်ချိန်မှာတော့ကာမီနာလည်းချန်ဆန်းရဲ့ဖက်နှက်တွေကိုချွတ်ပေးလိုက်ပြီးအိယာတွေပါခင်းပြနေခဲ့ပါတယ်။အဲဒီအချိန်ကောင်မလေးကအတော်လေးမူးနေခဲ့ပြီးတကယ်တော့ကာမီနာကအီပိုတာနဲ့နှစ်ယောက်တည်းဟိုတယ်ထဲမှာနေကျင်နေခဲ့တာပါ။အဲဒီလိုတွေးနေတော့မှပဲချန်ဆန်းကအိယာပေါ်တက်လာပြီးကာမီနာတို့ကိုအတူတူတောင်းပေးလို့ကျေးဇူးတင်ကြောင်းပြောလာခဲ့ပါတယ်။ ပြီးတာနဲ့အီပိုတာကိုကြိုက်လားလို့မေးချလိုက်ပါတယ်။အဲ့ဒီချိန်အီပိုတာကလည်းရောက်နေတဲ့အတွက်အားလုံးကိုကြားသွားခဲ့ပြီးနှစ်ယောက်လုံးကလည်းကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အီပိုတာလည်းသူမကအချိုရည်တွေယူလာပေးတာဖြစ်ကြောင်းပြလိုက်ပြီးချန်ဆန်းကိုလည်းနိုးလာခဲ့ရင်တောက်ဖို့မှားလိုက်ပါတယ်။အဲ့ဒီအချိန်ကာမီနာကတော့အီပိုတာနဲ့နှစ်ယောက်တည်းအတူတူထပ်တောက်ချင်တဲ့အကြောင်းပြောနေခဲ့ပါတယ်။အဲ့လိုနဲ့နှစ်ယောက်သားထပ်တောက်နေခဲ့ကြပြီးအီပိုတာကတော့သူမကတခြားသူနဲ့တောက်ခဲ့ရတဲ့အတွက်ခံစားချက်ကောင်းနေကြောင်းပြောလာခဲ့ပါတယ်။ဒါကိုကြားတော့ကာမီနာလည်းတဝင်းတိုးသွားခဲ့ပြီးသူမလည်းအီပိုတာနဲ့အတူတူအမြဲတောက်ပေးနေခဲ့တာဖြစ်ကြောင်းပြလိုက်ပါတယ်။အီပိုတာကတော့ကာမီနာကတခြားသူမဟုတ်ပဲသူမအတွက်အထူးခြားဆုံးလူသားလို့ပြောလိုက်ချိန်မှာတော့ကာမီနာကလည်းရှက်သွားခဲ့ပါတယ်။အဲအချိန်တစ်ဖက်မှာတော့ချန်ဆန်းကကာမီနာတို့ပြောခဲ့တာတွေအားလုံးကိုကြားသွားခဲ့ပြီးပြန်အိတ်သွားခဲ့ပါတယ်။နောက်ရက်မှာတော့ရာသီဥတုကတာယာနေတဲ့အတွက်ကူချီတို့ကအကိန်းတို့နဲ့အတူတူတောင်တက်ဖို့ကိုဆွေးနွေးနေခဲ့ပါတယ်။အဲ့အချိန်ရီကာကနေမကောင်းဖြစ်နေခဲ့ပြီးသူမကလည်းတောင်တက်တဲ့နေရာကိုလိုက်ချင်တယ်လို့ပူဇာနေတော့တာပါ။ဂျာတွေကိုတစ်ဖက်ကချန်ဆန်းကလည်းကြားသွားခဲ့ပါတယ်။အကိန်းကတော့ရီကာကိုပြုစုရမှာဖြစ်တာကြောင့်ကြံနေခဲ့မယ်လို့ပြောလိုက်ချိန်မှာတော့ကာမီနာကလည်းအတူတူဆောင်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကူချီတို့ချန်ဆန်းနဲ့အီပိုတာတို့၃ယောက်ပဲထွက်လာခဲ့ကြပြီးလမ်းမှာလည်းတောင်တက်သမားတစ်ယောက်ကချန်ဆန်းတို့ကိုနှုတ်ဆက်သွားခဲ့ပါတယ်။ဒါပေမဲ့ introvert တစ်ယောက်ဖြစ်တဲ့အီပိုတာအတွက်တော့တစိမ့်တစ်ယောက်ကိုနှုတ်ဆက်ရတာတော်တော်ကိုခက်ခဲလွန်းပါတယ်။အဲ့ဒီလိုနဲ့သွားနေခဲ့ကြရင်အီပိုတာကလည်းတောင်တက်ရတာပျော်စရာမကောင်းဘူးလို့တွေးနေခဲ့ပြီးအဲ့ဒီအချိန်လမ်းခုတ်လက်မှာတော့ဘုတ်တွေပေါ်မှာတောင်ထိပ်ကိုရေတပူးစီတဲ့သွားပေးဖို့ရေးသားထားခဲ့ပါတယ်။ဒါကိုမြင်တော့ကူဂျီရိုတို့ကရေးဖြစ်သွားလိုက်ကြပြီးအီပိုတာကတော့တော်တော်လေးကိုစိတ်ညစ်နေခဲ့ပါပြီ။ခဏကြာမှတော့ချုံပုတ်ထဲကအတန်တွေကိုကြားနေခဲ့ရပြီးဆိုင်းပုတ်မှာလည်းဝုန်းဝန်းတွေရှိတတ်ကြောင်းသတိပေးထားခဲ့ပါတယ်။ဒါကိုမြင်တော့အီဘိုတာလည်းဂူချီရိုတို့ကိုလှမ်းခေါ်လိုက်ပြီးချုံပုတ်အကြောင်းပြလိုက်တော့နှစ်ယောက်သားကြောက်သွားခဲ့ပါတယ်။တကယ်တော့အဲ့ဒါကသမင်ရိုင်းဖြစ်နေခဲ့ပြီးအီဘိုတာကလည်းစိတ်လှုပ်ရှားတဲ့ခံစားချက်ကိုရသွားခဲ့ပါတယ်။ညတီလိုနဲ့အီဘိုတာလည်းလမ်းထဲမှာအဖောင်းကိုတယောက်ထိုင်နေတာတွေ့သွားတဲ့အတွက်နှုတ်ဆက်လိုက်ပါတယ်။တကယ်တော့အဖောင်းအိုကရေဘူးတယ်ရတာလေးတဲ့အတွက်ခန္ဓာနားနေတာဖြစ်ပြီးပီပိုတာကလည်းလေးနေရင်ရေတွေကိုတွန်းလိုက်ဖို့ပြောချလိုက်ပါတယ်။ဒါကြောင့်အဖောင်းကိုလည်းတောင်ချရေကဘူကိုတောင်တွေကိုဖြတ်ပြီးစီးဆင်းလာတာဖြစ်ပြီးစာကေးလို့ရင်လည်းသုံးတဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့တည်ရတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကိုသိသွားတဲ့အီပိုတာကလည်းအဖွားရဲ့ရေဘူးကိုတောင်းယူလိုက်ပြီးတော့တည်သွားဖို့ပြန်လာရင်လှည့်ကြည့်လိုက်ချိန်မှာတော့အဖွားကရှိမနေခဲ့တော့ပါဘူး။အဲဒီနောက်မှာတော့၃ယောက်သားလည်းဘူကိုတောင်ထိပ်ကိုရောက်လာခဲ့ကြပြီးတောင်တက်ချင်းရဲ့အကျိုးကျေးဇူးတွေကိုသိသွားခဲ့ပါတယ်။နောက်ရက်မှာတော့ကာမီနာကအီဘိုတာကိုမီးပွိုင်းအလယ်မှာချစ်ပါတယ်လို့ပြောနေခဲ့ပါတယ်။ဒါကိုကြားတော့အီဘိုတာလည်းကြောင်သွားခဲ့ပြီးတကယ်တော့ကာမီနာကအာကာသဘော်ကကျယ်လေးတွေကိုချစ်တဲ့အကြောင်းပြောနေခဲ့တာပါ။ဒါကြောင့်အီဘိုတာလည်းငကားငွေဓာတ်ကိုကြည့်ဖို့အဖော်လိုက်ပေးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပြီးကာမီနာကလည်းတခြားသူတွေကိုအရင်မေးခဲ့လားလို့မေးချလိုက်ပါတယ်။အီဘိုတာကတော့ကာမီနာတယောက်တည်းကိုပဲအဖော်လိုက်ပေးဖို့ခေါ်ခဲ့တာဖြစ်ကြောင်းရှင်းပြလိုက်ချိန်မှာတော့ကောင်မလေးကလည်းကျေနပ်သွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့နှစ်ယောက်သားလမ်းထဲမှာမူရောစပါးနဲ့ထုတ်ထားတဲ့ဘီယာကိုတောက်လိုက်ကြပြီးဘီယာဘူးတွေပေါ်မှာလည်းအာကာသနဲ့ပတ်သက်တဲ့စာတွေရေးထားခဲ့တာကိုတွေ့တော့ခဲ့ပါတယ်။ကာမီနာလည်းဒီအချိန်ကိုအခွင့်ကောင်းယူလိုက်ပြီးအီဘိုတာရဲ့အကြောင်းတွေကိုနားလည်ခြင်းတယ်လို့ပြောလိုက်ချိန်မှာတော့အီဘိုတာလည်းအံ့ဩသွားခဲ့ပါတယ်။ပြီးရနဲ့နှစ်ယောက်သားအထဲကိုဝင်လိုက်ကြပြီးကောင်တာမှာလက်မှတ်ဖြတ်လိုက်ကြပါတယ်။ဒီအချိန်မှာတော့အီဘိုတာကသူမကိုနှစ်ယောက်တည်းရှိတဲ့အချိန်အီဘူကီလို့ခေါ်ဖို့ပြောလာခဲ့ပါတယ်။ဒါကိုကျတော့ကာမီနာလည်းပျော်သွားခဲ့ပြီးအထဲရောက်ချိန်မှာတော့အတွဲထိုင်ကုန်ဖြစ်နေခဲ့တာကိုသိသွားခဲ့ပါတယ်။ကာမီနာလည်းအီဘူကီကိုဖတ်ရင်းလှည့်ချလိုက်ပြီးအာကာသကိုကြည့်ရမယ့်အစားအီဘူကီကိုပဲကြည့်နေခဲ့ပါတယ်။အဲ့အပြင်အီဘူကီနားမှာနေရရင်သူမအကြောင်းတွေကိုပိုနားလည်လာမှာဖြစ်ကြောင်းပြောနေခဲ့ပြီးအီဘူကီကလည်းကာမီနာပဲလှည့်လိုက်ရင်ကြည်နူးနေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ကူရှီရိုကရေချိုးကန်းထဲဝင်ဖို့လုပ်နေခဲ့ပြီးတကယ်တော့အထဲမှာချန်ဆန်းကရှိနေခဲ့တာကြောင့်လန့်သွားခဲ့ပါတယ်။ပြီးရနဲ့ချန်ဆန်းလည်းအပြင်ထွက်လာခဲ့ပြီးကူချီရိုကချန်ဆန်းတယောက်စကင်ကဲမလုပ်တဲ့အတွက်မေးလာခဲ့ပါတယ်။ဒါကြောင့်ချန်ဆန်းလည်းအရင်ထက်ကဘာမှမလိမ့်တက်တဲ့လူဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။
အဲ့ဒီအချိန်ဂူချီရိုကအီဘိုတာပေးတဲ့စာကေးကိုတောက်ဖို့လုပ်နေခဲ့ပြီးဒါအောင်မြင်တော့ချန်ဆန်းလဲတောင်းတောင်းကြည့်လိုက်ချိန်မှာတော့စာကေးကအရန်ပြင်းတဲ့အတွက်လန့်သွားခဲ့ပါတယ်။ဂူချီရိုကတော့အီဘိုတာကဒီစာကေးကနှစ်အတော်ကြာပြီဖြစ်ပြီးစုတွေလည်းရခဲ့ဘူးကြောင်းရှင်းပြခဲ့ဘူးတယ်လို့ပြောနေတော့တာပါ။အဲ့အပြင်စာကေးအကြောင်းတွေကိုနားလည်ခြင်းကြောင်းပြောလိုက်ချိန်မှာတော့ချန်ဆန်းကလည်းဂူချီရိုရဲ့အကြောင်းတွေကိုနားလည်ခြင်းကြောင်းပြောလာခဲ့ပါတယ်။ဒါကြောင့်ကိုချီရိုလည်းစကားလမ်းကြောင်းလွှဲလိုက်ပြီးစာကေးကိုအခြေခံပြီးထုတ်ထားတဲ့လစ်ဘမ်ကိုထုတ်ပေးလာခဲ့ပါတယ်။ဒီအချိန်မှာတော့ချန်ဆန်းကလည်းအခွင့်အရေးကိုလက်လွတ်မခံတော့ပဲကူချီရိုကိုလစ်ဘမ်လိမ့်ပေးပါလို့တောင်းဆိုချလိုက်ပါတယ်။ဒါကြောင့်ကူချီရိုလည်းလက်ခံလိုက်ရပြီးလိမ့်ပေးနေခဲ့ရပေမဲ့ရှင်တွေပါခုံရင်ချွေးတွေပါပြန်လာခဲ့ပါတယ်။နောက်ရက်မှာတော့အကိန်းကတီးဝိုင်းအဖွဲ့နဲ့ဂီတာလေးကျင့်နေခဲ့ပြီးအဖွဲ့ထဲကကောင်လေးတွေရဲ့အမှားကိုထောက်ပြပေးနေခဲ့ပါတယ်။အဲ့အပြင်ကော်ဖီဆိုင်ထဲမှာလည်းကောင်လေးတွေကသူတို့ချင်းချင်းပဲစကားပြောနေခဲ့ကြပြီးအကင်းကိုတော့မသိချင်အောင်ဆောင်နေခဲ့ပါတယ်။ဒါကြောင့်သူမလည်းစိတ်ညစ်သွားပြီးအဆောင်ကားအဖွဲ့တွေနဲ့အပြင်မှာဆုံကြဖို့ချိန်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ရောက်လာချိန်မှာတော့အားလုံးကပြောနေခဲ့ကြပေမဲ့အကင်းတယောက်တည်းပဲစိတ်တက်ကြနေခဲ့ပါတယ်။ဒါကိုသတိထားမိတဲ့ချန်ဆန်းကအကင်းကိုနေမကောင်းလားလို့မေးလိုက်တာကြောင့်အကင်းကလည်းသတိဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်ရီကာကရေချိုးကန်စီကိုသွားဖို့အကြံပြုလိုက်တာကြောင့်အားလုံးကလည်းရေချိုးကန်စီကိုရောက်လာခဲ့ကြပါတယ်။ပြီးရနဲ့ရီကာလည်းကာမီနာတို့ကိုအရင်သွားခိုင်းလိုက်ပြီးအကဲကိုတော့တနေရာမှာစောင့်နေဖို့မှာနေခဲ့ပါတယ်။ဒါကြောင့်အကင်းလည်းဆိုင်ရဲ့တနေရာမှာစောင့်နေခဲ့ပြီးအဲ့အချိန်ရီကာကဘီယာကိုင်ပြီးရောက်ချလာပါတယ်။နောက်ပြီးရီကာကအကင်းကိုတွက်ခွက်ပေးလိုက်ပြီးတကယ်တော့သူမကအကင်းတယောက်ဘာကိုစိတ်ညစ်နေလဲဆိုတာမေးစင်နေခဲ့တာပါ။အဲ့ဒီလိုနဲ့အကင်းလည်းဘီယာတောက်ပြီးရင်ပြောပြမယ်လို့ပြောနေခဲ့ပြီးရီကာကတော့ဘီယာကအရန်ကောင်းကြောင်းတယောက်တည်းပြောနေတော့တာပါ။တစ်ဖက်မှာတော့ချန်ဆန်းတို့နှစ်ယောက်သားရေးစိမ်နေခဲ့ကြပြီးချန်ဆန်းကကာမီနာနဲ့အီပိုတာတို့ရဲ့ပတ်သက်မှုကိုသိကျင်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့၄ယောက်သားရှော့ပင်းမောမှာပတ်နေခဲ့ကြပြီးအဲ့အချိန်ချန်ဆန်းကတော့ဝမ်းနဲ့နေခဲ့ပါတယ်။ပြီးရနဲ့အားလုံးလည်းအဆောင်ကိုပြောင်းဖို့လုပ်နေခဲ့ကြပြီးချန်ဆန်းကတော့ကာမီနာနဲ့နှစ်ယောက်တည်းအရောက်တော့ဖို့မေးလာခဲ့ပါတယ်။အဲ့ဒီအချိန်အကင်းကလည်းရီကာကိုတီးဝိုင်းအခန်းထဲမှာဂီတာကြံခဲ့တဲ့အတွက်ပြန်သွားယူဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ရီကာလည်းနောက်နေ့မှယူဖို့ပြောလိုက်ပေမဲ့အာကိန်းကနားမထောင်ပဲချန်ဆန်းတို့ကိုအရင်ပြန်နှိမ့်ဖို့ပြောလိုက်ပါတယ်။ဒါကြောင့်ကာမီနာတို့လည်း after ဆက်သွားလိုက်ကြပြီးအဲ့ဒီအချိန်ချန်ဆန်းကတော့စိတ်တက်ကြနေခဲ့တာပါ။ဒါကြောင့်ကာမီနာလည်းသူမကအီပိုတာနဲ့တွဲမနေဘူးလို့ပြောချလိုက်ချိန်မှာတော့ချန်ဆန်းကလည်းလန့်သွားခဲ့ပါတယ်။ဖီးယာနဲ့ရှက်သွားခဲ့တာကြောင့်ဘီယာတွေကိုကောက်မော့နေခဲ့ပြီးကာမီနာကတော့ဒီအကြောင်းကိုဘာလို့သိချင်နေရလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကာမီနာလည်းရီဝေဝေတွေဖြစ်လာခဲ့ပြီးရင်နွေးခံစားချက်တွေပောက်ကွဲလာခဲ့ပါတယ်။သူမကတကယ်တော့အီဘိုတာကိုကြိုက်နေကြောင်းပြောလာခဲ့ပြီးရိုးရိုးကြိုက်တာမဟုတ်ပဲထူးဆန်းတဲ့အတွေ့အကြုံတွေနဲ့ကြိုက်နေတာဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒါကိုကြားတဲ့ချန်ဆန်းလည်းအံ့ဩသွားခဲ့ပြီးအီဘိုတာအကြောင်းကိုပြောချင်နေပေမဲ့မူးသွားခဲ့ပါတယ်။နောက်ရက်မှာတော့စောင်းရတီတဲကိုရောက်လာတာကြောင့်အီဘူကီနဲ့ကာမီနာတို့နှစ်ယောက်သားဘီယာဆိုင်ထဲကိုသွားခဲ့ကြပါတယ်။ပြီးရနဲ့စမ်းချောင်းရှိရာကိုသွားနေခဲ့ကြပြီးလမ်းထဲမှာတော့အီဘိုတာကကာမီနာပြောတာတွေကိုမကြားပဲစိတ်လွတ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့စမ်းချောင်းရှိရာကိုရောက်လာခဲ့ကြပြီးအီဘိုတာကကာမီနာကိုသူမနဲ့အတူတူလိုက်လည်ပေးတဲ့အတွက်ကျေးဇူးတင်နေခဲ့ပါတယ်။အဲ့ဒီအချိန်ကာမီနာကစိတ်ထဲမှာတင်းကျပ်လာခဲ့ပြီးစမ်းချောင်းအလေတက်တက်ကိုတားလိုက်ကအီဘိုတာကိုရင်ဖွင့်မှုလုပ်နေခဲ့ရင်ဇလန်းလေးကတခန့်ရက်သွားခဲ့ပါတယ်။